အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ချင်းချင်းဆက်ဆက်လေးနဲ့စားလို့အရန်ကောင်းတဲ့ပစွန်ပင်လယ်စားထောင်းလေးလှုပ်စားပြလို့လုံးလေးလေးကိုပြန်လဲမြောက်ပေးတာပဲဖြစ်ပါတယ်ရှင်ပစွန်ပင်လယ်စားထောင်းရန်အတွက်ရေစေးတန့်စင်ထားတဲ့ပစွန်ပြားမှုနဲ့မုတ်ဖန်အနေငယ်ကိုအသုံးပြုပေးထားပါတယ်ခရမ်းကျွတ်သီးနှလုံးနဲ့ခရမ်းကျင်သီးတစ်လုံးကိုလည်းအသုံးပြုပေးထားပါတယ်ရှင်ပြီးတော့တမယာသီးတစ်လုံးနဲ့ပဲတောင်ရှင်2000ကိုလည်းအသုံးပြုပေးထားပါတယ်နော်ငရုတ်သီးအနေငယ်နဲ့ကျက်သွန်မြေတမောကိုလည်းအသုံးပြုပေးထားပါတယ်ရှင်ငရုတ်သီးကတော့ကိုယ်အဆက်စားနိုင်တဲ့လောက်ထည့်နိုင်ပါတယ်ရှင်ပဇွန်ကိုလည်း3မိနစ်ခန့်ပေါင်းထားပြလိုက်ပါမယ်ရှင်ဒီနေရာမှာပမို့အစင်မပြေရင်ပြုတ်ပြီးအသုံးပြုလဲရပါတယ်နော်ပထမဦးဆုံးငရုတ်သီးနဲ့ကျက်သွန်မြူကိုညနေအောင်ထောင်းထားပေးလိုက်ပါမယ်ရှင်ပြီးရင်တော့ပဲတောင်ရှည်ခရမ်းကျင်သီးခရမ်းကျွတ်သီးနဲ့ပြောင်းမွှန်းနှဲငယ်ကိုလည်းထည့်ထားပေးလိုက်ပါမယ်ရှင်အရသာအတွက်စားအနေငယ်အချိုမော့အနေငယ်နဲ့ထိုင်းငပ်ပြီးရင်ငပြာရည်တို့ကိုလည်းထည့်ထားပေးလိုက်ပါမယ်ရှင်ပြီးရင်တော့အစင်းသင်းထောင်းထားတဲ့ထညက်ကိုထည့်ပြီးအရသာစိတ်ဝင်သွားတဲ့အထိထောင်းထားပေးလိုက်ပါမယ်ရှင်ဒီနေရာမှာထညက်အစားတကြားကိုလည်းထည့်အသုံးပြုနိုင်ပါတယ်ရှင်တမယာသီးတစ်လုံးခန့်ကိုလည်းညှစ်ထည့်ပေးထားလိုက်ပါမယ်ရှင်မုတ်ဖတ်အနေငယ်ကိုလည်းထည့်ထောင်ပေးလိုက်ပါမယ်ရှင်နောက်ဆုံးအနေနဲ့ပေါင်းထားတဲ့ပစွန်လေးတွေကိုထည့်ပြီးရသက်စိတ်ဝင်သွားတဲ့အထိထောင်းထားပေးလိုက်ပါမယ်ရှင်အရသာကိုမြည်ကြည့်ပြီးရင်တော့အပေါ့ငန်းကိုကိုလိုတလောက်ဆက်ထည့်ပေးထားနိုင်ပါတယ်ရှင်ဗီဒီယိုလေးကိုအစဆုံးကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ရတာရှိတဲ့စတောက်ပွဲရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ပေးလေးကိုလည်း like and follow လေးလုပ်ပေးတော့ကြပါအောင်ရှင်